2013 ခုနှစ်စက်တင်ဘာလ22 ရက်ဓမ္မပညာသင်တန်းရက်တူအမှတ်စဉ်နှစ်သုတ္တန္တအနှစ်ချုပ်ဘာသာရမဟာတတိပဋ္ဌာနာသုတ်နေ့လယ်ပိုင်းပို့ချခြင်းကာယ ानु ပတနာတတိပဋ္ဌာန်ကမ္မထံအာထုတ်ပုံကိုရသော်ဘုရားကမေခွန်းထုတ်ပြီးတော့ကမ္မထံထိုင်ရမယ့်နေရာကမ္မထံထိုင်ပုံစတင်အလုံးလုံးပုံကိုအသေးစိတ်ရှင်းပြတယ်အဲဒီအသေးစိတ်ရှင်းပြတဲ့ထဲမှာနံပါတ်1စတင်တဲ့အခါမှာသောတတောဝအတ္တတတိတတောဝပတ္တတတိဒါပြီးတဲ့အခါမှာဒီကံဝါအတ္တတံတောဒီကံအတ္တတမိတိပါသနာတိဒီကံဝါပတ္တတံတောဒီကံပတ္တတမိတိပါသနာတိဒါကိုတစ်ခုယူတယ်နောက်တစ်ခါရတ္တံဝါအတ္တတံတောရတ္တံအတ္တတမိတိပါသနာတိရတ္တံဝါပတ္တတံတောရတ္တံပတ္တတမိတိပါသနာတိဒါတစ်ခုတဗ္ဗကာယပရိတံဝေတိအတ္တတိတမိတိသိက္ခတိတချောင်းပိုက်အဲ့နော်တဗ္ဗကာယပရိတံဝေတိပတ္တတိတမိတိသိက္ခတိဒါတစ်ခုပတ္တမယံကာသင်္ခါရံအတ္တတိတမိတိသိက္ခတိပတ္တမယံကာသင်္ခါရံပတ္တတိတမိတိသိက္ခတိရှေ့သိက္ခတိနာမတချောင်းပဲဒါတစ်ခု၄ခုအဲ့ဒီ၄ခုကိုပထမစတုကလို့ဒီလိုခေါ်တယ်အတ္တတပတ္တတအာနာပါနကမ္မထံကိုစတင်အားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဒီတိုင်းပဲသွားတယ်ဒီ၄ခုကနေစတင်သွားတယ်ဒါပထမဆုံးစပြီးတော့အာနာပါနကမ္မထံကိုစတင်အားထုတ်ပြီးဆိုလို့ရှိရင်ဒီ၄ခုနဲ့သွားတာဒီ၄ခုကိုလည်းပဲအစဉ်စဉ်တက်သွားတဲ့သဘောစဉ်စဉ်တက်သွားတာဒီမှာအာနာပါနတတိကမ္မထံအာနာပါနကမ္မထံကိုစတဲ့အာထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဒီပုံစံနဲ့သွားတယ်ဆိုတာကိုပြတော့အဲဒီမှာစတင်ရည်တွက်တဲ့အခါမှာဒီကံအတ္တတံတောတခုရတ္တံအတ္တတံတောတခုတဗ္ဗကာယပရိတံဝေတိယတခုပတ္တမယံကာသင်္ခါရံတခုလို့ဒီလို၄ခုထားတယ်ရှေ့ပိုင်းကသောတတောဝအတ္တတတိတတောဝပတ္တတတိရတော့ကမ္မထံစတင်တဲ့အလုပ်ပဲရှိသေးတယ်တတိနဲ့ကြိုးစားလို့အဲ့ဒီတတိနဲ့အလုံးလုံးတဲ့ဆိုတာတွေကို၄ပိုင်းပြီးတော့ပြတယ်လို့ဒီလိုမှတတိနဲ့ကြိုးစားပုံအဆင့်၄ဆင့်နဲ့သွားတယ်ပေါ့ဒီလိုဆိုလို့အဆင့်၄ဆင့်နဲ့အာနာပါနဆိုတာအာနာအပါနအာနာဆိုတာဒီမှာအာနာပါနနဲ့အတ္တတပတ္တတစကားလုံးနှစ်ခုပါအာနာကဒီထွက်တဲ့ဝင်တဲ့ပါဏကထွက်တဲ့ဒီလိုယူတာလည်းရှိတယ်အဲ့ဒီမှာအဆိုလေးကွဲနေတာရှိတယ်အာနာကပထမဆုံးဖြစ်တာလို့ဆိုလို့ရှိရင်တော့သူကထေရထဲမှာမှတ်ချက်ရေးထားတာအာနာကပထမဆုံးဖြစ်တဲ့ဟာဆိုတော့ပထမဆုံးဖြစ်တာဟာဝင်သက်ကပထမဆုံးဖြစ်တာလားထွက်သက်ကပထမဆုံးဖြစ်တာလားပထမဆုံးဖြစ်တာကိုအရင်ဆိုတယ်နော်အဲ့ဒီမှာဒီမိခင်ဝမ်းကမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေမှာတဲ့သူကပထမဆုံးဟာထွက်သက်ကစဖြစ်တယ်လို့ပြောတယ်နော်ဒါတော့ဒီစားရဲဆိုကိုပြောတာနော်ပထမဆုံးမွေးဖွားလာတဲ့အခါမှာအတွင်းထဲကနေအပြင်ထွက်သွားတယ်ပြီးတော့မှရှုသက်ဝင်လာတယ်လို့ဒီလိုဆိုတယ်ရှုသက်ဝင်လာဒါက
ဆိုတခုအဲ့တော့ဝိနည်းထက္ကရာမှာသူကဘယ်လိုဆိုတော့လို့ဆိုအတ္တတပတ္တတမှာအတ္တသောတိဗဟိနိခမနဝါဒောလို့အပြင်ထွက်တဲ့လေထုတ်တဲ့လေကိုအတ္တတလို့ခေါ်တယ်ပတ္တတကြတော့အတွင်းဝင်တဲ့လေဒါကဘာဖြစ်လို့အပြင်ထွက်တဲ့လေကိုအတ္တတလို့ခေါ်ပြီးတော့အတွင်းဝင်တာလူတွေမှာအပြင်ထွက်တဲ့လေကခဏမွေးဖွားလာတဲ့ကလေးတွေမှာပထမဆုံးထွက်တဲ့ကစတယ်ပြီးတော့မှဝင်တဲ့လို့ဒီလိုဆိုတာအဲ့ဖြစ်စဉ်နဲ့ပြောမှာဆိုတာနေ့စဉ်နဲ့မြအသက်ရှူနေတာကြည့်ပြန်တော့ရှူပြီးတော့မှထုတ်တာဖြစ်တယ်အဲ့တော့သုတ်တန်နေကြတော့ဘလို့ပြန်ပြောပြန်တော့ဆိုပြောင်းပြန်ပြန်ပြောလိုက်ပြန်နော်ပြောင်းပြန်ပြန်ပြောတာအတ္တတဆိုတာဝင်တဲ့ပတ္တတဆိုတာထွက်တဲ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မငင်းဖို့တော့လိုတော့ပေါ့နော်ထွက်တဲ့ပဲဖြစ်ဖြစ်ဝင်တဲ့ပဲဖြစ်ဖြစ်နှစ်ခုစလုံးအဆိုရှိတယ်လို့ဒီလိုမှတ်ထားပေါ့ဝိနည်းကျမ်းကအလိုဆိုလို့ရှိရင်အတ္တတကထွက်တဲ့ပတ္တတကဝင်တဲ့အဆိုတာအာတာတပထမဆုံးဖြစ်တဲ့ရှုရဲပထမဆုံးဖြစ်တဲ့လေပါတာတပဆိုတာနောက်မှဖြစ်တဲ့လေဒီလိုအဓိပ္ပာယ်ရတယ်အာကအစဆိုတဲ့အဓိပ္ပာယ်ရတယ်ပဆိုတာဒီ prefix လေးတွေကသူ့အဓိပ္ပာယ်နဲ့သူပြောထားတာတတဆိုတာရှုတာပဲရှုတာဒီထွက်လေဝင်လေကိုပြောတာပဲဒီရှုရဲဒီလေကိုဆိုလိုတယ်ရှုတာပဲဖြစ်ရှိုက်တာပဲဖြစ်ပေါ့လေသူတွေရဲ့ဒီဖြစ်တဲ့နှာခေါင်းမှာဖြစ်တဲ့လေတွေကိုသူကပြောတယ်အစဆုံးဖြစ်တဲ့လေကိုအတ္တတနဲ့အာနာနဲ့တူတယ်ပတ္တတနဲ့အပါနာနဲ့တူတယ်အာနာပါနာအာနာအပါနာအတ္တတပတ္တတဒါရတလုံးစီအာနာပါနာအာနာအပါနာဒီနှစ်ခုတွဲလိုက်တဲ့အခါအာနာပါနာကမ္မထံလို့ဒီလိုခေါ်လေးရှိကြတာအာနာပါနတတိကမ္မထံဆိုလို့ခေါ်တယ်အဲ့တော့အာနာပါနတတိကမ္မထံဆိုပြီးတော့အာနာပါနာလည်းမပြဘဲနဲ့အတ္တတပတ္တတပြနေတယ်လို့စိတ်ထဲမှာဒီလိုမအောင်မိတ်နေတယ်အာနာနဲ့အတ္တတနဲ့တူတူပဲပါဏနဲ့ပတ္တတနဲ့တူတူပဲလို့ဒီလိုဆိုတယ်အဲ့တော့မွေးဖွားလာတဲ့ကလေးတွေကိုကြည့်ပြီးတော့ပြောတဲ့အခါကျတော့အတ္တတကိုထွက်တဲ့လေပတ္တတကိုဝင်တဲ့လေလို့ဒီလိုခွဲတယ်တခါသုတ်တန်ကျမ်းနေကြတော့ဒီကမ္မထလို့အထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်အတ္တတကဝင်တဲ့လေပတ္တတထွက်တဲ့လေလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဝိနည်းတက္ကရာကတော့ဘဝမှာအစကိုရည်ရွယ်ပြီးတော့အတ္တတလို့ခေါ်လိုက်တယ်ထွက်တာကိုဘဝမှာစတင်တဲ့လူတွေရဲ့ဘဝတစ်ခုစတင်တဲ့အခါမှာဖြစ်တာထွက်သက်ကစတာမဟုတ်သူထွက်သက်ကိုအတ္တတအာနာလို့ဒီလိုခေါ်လိုက်ပြီးတော့နောက်မှဖြစ်တဲ့ဝင်သက်ကိုတော့အပါဏနဲ့ပတ္တတလို့ဒီလိုခေါ်လိုက်တယ်ဒါဝိနည်းရဲ့အဆိုဘဝတစ်ခုအစဆိုတဲ့ပုံစံမျိုးပြောတာသုတ်တန်ကြတော့ပြောင်းပြန်ပြောတယ်လို့ဆိုတာသုတ်တန်ကြတော့အာနာပါနတတိကမ္မထံကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ပြီးတော့ပြောတာလို့အဲ့တော့ဒီတစ်ခုဟာနှမျိုးလုံးဆိုတဲ့အတွက်ကြောင့်ရောထွေးသွားနိုင်တယ်ပေါ့နော်တော့ကြောင့်ဝင်သက်ထွက်သက်မှာညင်းနေတတ်သေးတာတို့ဒါဝင်သက်ဟောထွက်သက်နေတကယ်တော့ညင်းစရာမလိုဝင်တာပဲဖြစ်ဖြစ်ထွက်တာပဲဖြစ်ဖြစ်သတိထားတတ်ဖို့လိုတယ်ဒါတယောက်နဲ့တယောက်လည်းတူချင်မှတူမှအကုန်လုံးလိုက်ပြီးတော့ research လုပ်ထားတာမှမဟုတ်တာပဲတချို့ကအရင်ထွက်ပြီးမှနောက်ကဝင်ရင်လည်းဝင်မှာပဲပြောလို့မရဘူးလေဘယ်ဟာနံပါတ်1ဘယ်ဟာနံပါတ်2လို့ဒီလိုပြောလို့မရဘူးသူ့အခြေအနေရပဲသူကအရင်လေထုတ်ပြီးမှပြန်ရှူတာလည်းဖြစ်ချင်းဖြစ်မယ်နော်ရှူပြီးမှပြန်ထုတ်တာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်ထွက်လေဝင်လေဆိုတာကိုမှတ်ဖို့ကအဓိကကြတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့စာပေမာရင်းကို2မျိုးပြောထားတယ်2မျိုးပြောထားတယ်အဲ့တော့ကမ္မထာအထုတ်တဲ့အခါမှာသုတ်တန်တွေကလူတွေနေ့စဉ်ဘဝမှာကမ္မထာအထုတ်တဲ့အခါမှာမှတ်ဖို့ရအတွက်ကြတော့အတ္တတကဝင်သက်ပတ္တတကြတော့ထွက်သက်လို့ဒီလိုပြောရမှာပဲဖြစ်နေနော်ရှူပြီးတော့မှပြန်ပြီးတော့ထုတ်တာဒီလိုလေရှူပြီးတော့ပြန်ထုတ်တာဟုတ်တယ်
ကျမရေးလိုက်စားတဲ့လူတွေ flash air မှာသွားပြီးတော့ရှူပြီးတော့မှပြန်ထုတ်တာလေထုတ်ပြီးမှရှူတာမှမဟုတ်တာပဲအဲ့တော့ကမ္မထာအထုတ်ဖို့ကြတော့သုတ်တန်ဒီအတိုင်းပဲဖြစ်ဖြိုးများတယ်နော်အဲ့တော့သုတ်တန်ဒီအတိုင်းဖြစ်ဖို့လိုတယ်အဲ့တော့ကိုယ့်ဘကိုပါဠိစကားရဲ့အဓိပ္ပာယ်ကိုပြောတာဒါကအတ္တတပတ္တတအာနာပါနရဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့ဗမာစကားကျတော့ရှုပ်ထွေးကြမရှိဘူးထွက်လေဝင်လေဆိုရှုပ်ထွေးကြမရှိဘူးလေဘယ်သူကအစထွက်ရင်ထွက်လေလို့ပဲမှတ်ဝင်လေလို့ပဲမှတ်ဗမာစကားကျရှုပ်ထွေးကြမရှိဘူးနော်အင်္ဂလိပ်စကားမှာလည်း breathe in breathe out လို့ဒီလိုရေးတာသူက breathe in breathe out in out နဲ့သွားတာအဲ့တူကလည်းရှုပ်ထွေးကြမရှိဘူး inhalation exhalation ရှုပ်ထွေးကြမရှိဘူး in နဲ့ x နဲ့ခွဲထားတာသူလည်းရှုပ်ထွေးကြမရှိဘူးဗမာလည်းရှုပ်ထွေးကြမရှိဘူးဒီပါဠိမှာကြတော့ဒီစကားလုံးကသူကနှမျိုးခွဲပြီးအဓိပ္ပာယ်ဖွင့်နေတယ်အဲ့ဒါကြောင့်မလို့မွေးဖွားလာတဲ့တ attva တွေကြတော့ကပ္ပတိယကမိခင်ဝါကထွက်လာလို့ရှိရင်ထွက်သက်ကအရင်ဖြစ်တယ်ပြီးတော့မှဝင်သက်ကလာတယ်လို့ဒီလိုဆိုတာဘိုက်ထဲမှာလေတွေကအသက်ကမရှူရတော့သူကခိုးနေရတော့ဘိုက်ထဲကလေတွေကိုအရင်ထုတ်ပစ်ပြီးမှသူကပြန်ရှူလို့ရမှာကိုသဘာဝအဲ့တော့အပြင်ဘက်ကဟာတွေကရှူးဆိုထွက်တော့ပြီးမှတစ်ခါပြန်ပြီးတော့လေပြင်ဘက်ကကမ္ဘာလောကကြီးလေနဲ့စတင်မိတ်ဆက်တာဒါလို့ဆိုလို့တော့နော်သူကအဲ့ဒီကမှစတာအဲ့တော့ထွက်ပြီးမှရှူလို့ရတယ်ဆိုတာလေသဘာဝတော့ကြာတယ်သူထဲမှာငကောဝင်နေတယ်မရှူဘဲနဲ့ဝင်နေတဲ့လေတွေရှိအောင်မှာကိုအဲ့တော့အဲ့ဒီမရှူဘဲနဲ့ရောက်နေတဲ့လေတွေကိုအရင်ထုတ်ပြပြီးတော့မှနောက်အသစ်ဆိုရှူလို့ရမှာပဲဒါအဲ့တော့ဒါကအတ္တတပတ္တတကိုထွက်သက်လို့ပြောတာဟာဒီလူဘဝစတင်တဲ့ပုဂ္ဂိုလ်တွေအတွက်အနေနဲ့ရည်ရွယ်ပြီးတော့ပြောတာဟာကမ္မထာအထုတ်ဖို့ကြတော့အတ္တတကဝင်တဲ့ပတ္တတာထွက်သက်လို့ဒီလိုပဲဆိုရမှာနော်ရှူတယ်ရှိုက်တယ်ဒါဘုဒ္ဓတတစ်ခုပြောပြထေရထာတွေမှာလည်းဒီတိုင်းဆိုထားတာရှိတယ်ပေါ့ကဲအဲ့တော့တတိထားပြီးတော့ရှူတယ်တတိထားပြီးတော့ရှိုက်တယ်အဲ့တော့ရှူတယ်ရှိုက်တယ်ဆိုတဲ့အသုံးဟာအဲ့ဒါနဲ့မရှင်းဘူးဆိုရင်ရှူသွင်းတယ်ရှိုက်ထုတ်တယ်သို့မဟုတ်အတ္တတတိဝင်သက်ကိုဖြစ်စေတယ်ပတ္တတတိထွက်သက်ကိုဖြစ်စေတယ်နော်ရှုသွင်းတယ်ရှုထုတ်တယ်ကြတော့လေဗမာလိုကအဓိပ္ပာယ်မရှိဘူးရှုတယ်ဆိုတာကအတွင်းကြီးပဲအဓိပ္ပာယ်ရနေတယ်ဗမာစကားမှာနော်ရှုရဲဆိုတာအတွင်းဆိုတဲ့အဓိပ္ပာယ်ရောက်နေအဲ့ဒါကြောင့်လို့ဆရာတော်ကြီးတွေသုံးထားတယ်ဒီမှာရှုသွင်းတယ်ရှိုက်ထုတ်တယ်ရှုရှိုက်ဆိုပြီးတော့နော်လှုပ်ထားတယ်အဲ့တော့ကိုနားလေသလိုပဲသုံးဒေသဘာသာနဲ့အတ္တတတိဆိုတာဒီဝင်တဲ့ပတ္တတတိဆိုတာထွက်တဲ့ထွက်လေဝင်လေဒီနှစ်ခုအဲ့တော့ပထမကတော့ဘာမှလုပ်เสียမလို့ဘူးတတိထားပြီးတော့ရှုနေရုံပဲပထမဆုံးတတိထားပြီးတော့ရှုနေရုံပဲရှုတယ်ရှုသွင်းတယ်နောက်ပြီးတော့လေထုတ်တယ်တတိလေးနဲ့ပဲအမြဲတမ်းတတိလေးနဲ့ပဲလုပ်နေုံပဲဒါတတောဝအတ္တတတိတတောဝပတ္တတတိကမ္မထံကိုစတာဒါလေးအဲ့ဒါလေးကိုခက်နေသေးတယ်ဆိုလို့ရှိရင်သူကခဏနဲ့ရီခိုင်းတယ်ဒါနောက်ပိုင်းမှာဒီရီခိုင်းတာအထက်ကရာတွေမှာခဏနာနီးဆိုပြီးတော့ခဏနဲ့တွက်ခိုင်းတယ်ခဏနဲ့မှတ်ခိုင်းတယ်ပေါ့ထွက်လေဝင်လေ1ထွက်လေဝင်လေ2ထွက်လေဝင်လေ3ဒီရှိခိုင်းတယ်တော့ထွက်လေဝင်လေ4ထွက်လေဝင်လေ5ဆိုပြီးတော့ဒီလိုရှိတာအဲ့ဒီကနေရည်သွားတာနောက်ဆုံးမှာ9ရင်ရချင်ရမရဘူးဆိုရင်30ဟိုပဲမသွားနဲ့လို့ပြောတာဘာလို့လဲဆိုရင်လူကခဏပဲစိတ်ရောက်သွားမှာဆိုလို့အဓိကကတော့သိလိုက်တဲ့ထွက်လေနဲ့ဝင်လေကိုသာမှတ်ရအောင်မသိတာကိုမမှတ်ရအောင်သူအဲ့တော့တစ်ကနေ30ထိအောင်ရည်ပြီးနောက်တစ်ခါတစ်ကပြန်စရည်တစ်ကပြန်စရည်ဒီလိုအဲ့ဗမာပြည်မှာတချို့နီးတွေကအပုံပုံနဲ့နီးရှိသေးတယ်ဒါတော့
စာထဲမှာတော့မပါဘူးကမ္ဘာထမ်းဆရာတွေဘယ်ဆရာထွင်တယ်တော့မသိဘူးလာပြီးငယ်ဒိတ်သွားပုံတယ်နှစ်ဖူးပုံတယ်နေရွက်ပုံတယ်ဒီရှိသေးတယ်အဲ့တော့ပုံထားဆရာတော့မလိုတော့ဘူးလို့ထင်ပါတယ်နော်ပုံထားရင်တကြငါဘယ်နှပုံမှမသိဖြစ်အဲ့တော့အဲ့လိုပုံမှုလည်းမလိုတော့ဘူးဒီအရေးကြီးတာဘာလဲဆိုတာကိုသိဖို့ရထွက်လေဝင်လေလေးထွက်တိုင်းတတိရှိနေရလားတတိနဲ့ရှူတာတတိနဲ့ထုတ်တာဟုတ်ကလားတတိနဲ့ရှူသွင်းတယ်တတိနဲ့ထုတ်တယ်ဒီဟာဟုတ်ကလားဒါလေးပဲတတိမပြတ်ဖြစ်ဖို့ရအဓိကခုနကနားနဲ့မှတ်တယ်ဆိုတာလေတိကနေ30ထိငါစိတ်မလွင့်ဘူးဆိုတာလေးကိုသိဖို့အတွက်လုပ်ခိုင်းတာတိကနေ30ထိရတယ်သို့မဟုတ်တိကနေ9ထိရတယ်ဒီလိုလုပ်ပြီးအချိန်ပေါင်းများစွာရအောင်ကြိုးစားဒီလိုဆိုလိုတာနော်အဲ့တော့တတိမပြတ်ဖြစ်နေပြီဆိုလို့ရှိရင်သူကတတိနဲ့ရှုသွင်းတတိနဲ့ရှိုက်ထုတ်ဒါပဲသူလုပ်နေရမှာပထမအချိန်ကအဲ့တော့ဘယ်နေရာမှာရှူတာရှိုက်တာကိုမှတ်ရမှာလဲလို့ဆိုလို့ရှိရင်နာသီးပြားလေးကိုထိသွားတဲ့အချိန်လေးပါနာသီးပြားဆိုတာဒီနှာခေါင်းချွန်းတဲ့လူရှိတယ်နာတိုတဲ့လူရှိတယ်နှစ်ယောက်တယောက်နဲ့တယောက်မတူကိုယ်ထိတဲ့နေရာကိုယ့်အကိုမှတ်သူများနဲ့တူနိုင်တာမဟုတ်ဘူးနော်တချို့ကြတော့ထွက်လေဝင်လေကဒီနှာခမ်းထိပ်ဖြားလေးမှာတော့ထိတာရှိတယ်ချို့ကြတော့နှာခေါင်းပြားလေး nostril ခေါ်တဲ့ဒီနှာခေါင်းပြားလေးမှာထိတာရှိတယ်အဲ့တော့ကိုထိတဲ့နေရာလေးပဲမှတ်ဖို့လိုတယ်တခြားနေရာကိုလိုက်မှတ်ဆရာမလို့လေလေးဝင်သွားတဲ့နေရာလေးကိုအဲ့ဒီနေရာလေးကထိသွားတဲ့နေရာလေးကိုကြည့်ပြီးတော့ဝင်တဲ့အချိန်မှာထိသွားရင်ဒါဝင်လေထွက်တဲ့အချိန်မှာထိသွားရင်ထွက်လေဒါလေးပဲမှတ်ရုံအဲ့လိုမှတ်တာကိုတတောဝအတ္တတတိတတောဝပတ္တတတိလို့ဒီလိုပြောတာစိတ်လေးဟာအဲ့ဒီပုံငြိမ်ချသွားသည့်တိုင်အောင်မှတ်ရထွက်မပြေးတော့ဘူးငြိမ်သွားသည့်ထီအောင်မှတ်ဒါတတိနဲ့အလုံးလုံးတယ်လို့ဘယ်လောက်ကြာအောင်မှတ်ရမလဲလို့ဆိုတာတော့တယောက်နဲ့တယောက်မတူတတ်သည့်အတွက်ကြောင့်သမာဓိရသည့်အထိမှတ်လို့ပဲပြောရမှာပဲနော်ဒါလေးနဲ့သမာဓိရလားအဲ့တော့အဲ့လိုမှတ်ရင်းကနေပြီးတော့သူကအဲ့ဒီထွက်လေဝင်လေလေးပေါ်မှာအဆင့်ကလေးတွေတက်လာပုံကိုပြောပထမတော့တတိအရဲ့အလုတ်ကလေးတစ်ခုပဲပါတယ်ဒီမှာတတိယပဲလုံတာညာမပါသေးဘူးတတိလေးထားပြီးတော့လုံတာအဲ့တော့ညာပါလာပုံကိုပြမလို့ဒီကံဝါအတ္တတန်တော်ဒီကံအတ္တတာမိတိပါဇာနာတိကိုရှူတဲ့လေကရှည်ရှည်လေးရှူတယ်တက်ပြင်းချတဲ့လူတွေရှည်ကြီးရှူတတ်တယ်နော်တက်ပြင်းချတဲ့လူတွေနော်မွေတွေအသက်ရှူတာလို့အဲ့ရှည်တယ်ရုံလေးတွေကြရှုခက်နဲ့မြန်နေနော်ခွေးတွေလည်းမောနေဟဲနဲ့ဆိုတက်ရှူတာမြန်နေအဲ့ဒီလိုအချိန်ပိုင်းအတိုင်းတာလေးမှာကိုယ်မှဖြစ်တာကိုကြည့်ရမှာနော်ကိုယ်မှရှူတာလေးတွေကိုပဲ तू ကသိလာတယ်အချိန်ပိုင်းလေးအချိန်တစ်ခုသိလာတယ်ဆိုတော့ तू ကခုနတတိထားလို့ဒါသိလာတာတတိမထားရင်ဒါသိဖို့မလွယ်ဘူးတတိထားပြီးတော့ရှူလိုက်ဆိုင်လိုက်လုပ်တဲ့အခါမှာဒါသိလာတယ်အဲ့ဒီသိလာတာတိုးတက်လာမှုပဲဒါကြောင့်ဒီကံဝါအတ္တတန်တော်ဒီရှည်လျားတဲ့အသက်ရှူမှုအသက်ရှူတာကိုဒီကံရှည်စွာအတ္တတန်တော်ရှူသွင်းသည်ရှိသောဒီကံရှည်စွာအတ္တတာမိတိရှုသွင်းသည်ဟု၍ပါဇာနာတိတိ၏တမင်လို့ဖို့ပြောတာမဟုတ်ဘူးဒါပုံမှန်လေးပဲရှုနေတာပဲရှုနေတာကိုတွေးကြည့်စရာလည်းမလိုဘူးသူကသူမြင်လာတာဒီလိုပဲဖြစ်သူကသူဟာတို့ရှည်သိလားတို့တာကိုသိလားရှည်တာကိုသိလားတခါတည်းလူရဲ့အနေထားလည်းမြန်နေတဲ့ခါမြန်မယ်ရှည်ခြင်းနဲ့တိုးခြင်းနဲ့ခါတိုးမယ်ပေါ့အဲ့မှာဒီကံဝါအတ္တတန်တော်ဒီကံရှည်လျားစွာ
အတ္တတန်တော်ရှုသွင်းသည်ရှိသောဒီကံရှိလျာစွာအတ္တတမိတိရှုသွင်းသည်ဟု၍ပါဇာနာတိတိဤရတ္တအချိန်တိုဒီကံဝါဒီကံရှိလျာစွာပတ္တတန်တော်ဝါဒီရှိုက်ထုတ်သောအခါမှာလဲဒီကံရှိလျာစွာပတ္တတမိရှိုက်ထုတ်တယ်လို့ပါဇာနာတိတိဤရှုတယ်ရှိုက်တယ်ဒီတစ်ခုသိတယ်ထွက်လေကိုဖြစ်စေတယ်ဝင်လေကိုဖြစ်စေတယ်ပေါ့ဒါမျိုးဟောပါဇာနာတိလို့ဆိုလိုက်ကြတယ်သူကဉာဏ်ဖြစ်လာခုနတတိပဲရှိသေးတယ်တတိနဲ့ရှုတယ်တတိနဲ့ရှိုက်တယ်အခုကြတော့ဒီရှုရှိုက်မှုပေါ်မှာထပ်ဆင့်ပြီးတော့အတိညာဝင်လာတဲ့အဓိပ္ပာယ်ကိုပြောတာထို့တူပဲတူတောင်းစွာရှုတဲ့အခါမှာပဲရတ္တံဝါအချိန်တူစွာလေးအတ္တတန်တော်ရှုသွင်းနေရှိသောရတ္တအချိန်တူစွာအတ္တတမိတိရှုသွင်းသည်ဟုပါဇာနာတိတိဤရတ္တံဝတူတောင်းစွာပတ္တတန်တော်ဝါရှိုက်ထုတ်သောအခါမှာလဲရတ္တံတူတောင်းစွာပတ္တတမိတိရှိုက်ထုတ်သည်ဟူ၍လေပါဇာနာတိတိဤအရှိအတူသိတာဒါဉာဏ်ဖြစ်လာပြီဆိုတာကိုဒီနှစ်ခုကပြောတာအသိဉာဏ်ဟာကွဲကွဲပြားပြားဖြစ်လာတယ်တတိဒီတတိနဲ့ပထမတတိနဲ့ရှုသိမ်းရှိုက်ထုတ်လုံးနေရာကနေစပြီးတော့အသိဉာဏ်မှာဒီအသိလေးပါဝင်လာတဲ့အကြောင်းပြောပြရှင်းရှင်းတယ်လို့သိလာတယ်တွေ့ရင်တွေ့တယ်လို့သိလာတယ်အဲ့ဒါလို့သိတာကိုပြခြင်းလို့ဒီမှာပစ္စုပန်နဲ့ပဲသုံးတာပါဇာနာတိပြီးတော့ပတ္တတာမိအတ္တတာမိဆိုပစ္စုပန်နဲ့ပဲသုံးတာ present tense ကိုသုံးတာရှုနေတဲ့အခိုက်ကလေးတွေမှာသိတာလေးတွေကိုပြောပြတာဒါနောက်ဒုတိယတတိယအဆင့်ရောက်လာတဲ့အခါကျဘာဖြစ်လဲဆိုတပ္ပကာယပဋိတံဝေထိအတ္တသိတာမိတိသိက္ခတိတပ္ပကာယပဋိတံဝေထိအလုံးစုံသောထွက်လေဝင်လေအပေါင်းကိုထင်ရှားသိလျက်တပ္ပကာယပဋိတံဝေထိကာယဆိုတာအပေါင်းလို့အဓိပ္ပာယ်ရတယ်အလုံးသောဒီထွက်လေဝင်လေအပေါင်းကို the body of breathing breathe out ကိုဆိုလိုတာ the body of breathing သူကဒီခန္ဓာကိုယ်ကြီးကိုပြောတာမဟုတ်ဒီနေရာမှာအဓိပ္ပာယ်ကောက်လွဲနေကြတာလည်းရှိတယ်စာပေကျမ်းအောင်သေချာမသိဘဲနဲ့ကာယလို့ဆိုတာနဲ့ကိုဆိုပြီးတော့တကိုယ်လုံးဆိုပြီးတော့ခေါင်းသွားမှတ်လို့မှတ်ငယ်ထိတ်သွားမှတ်လို့မှတ်နောက်စိတ်မှတ်လို့မှတ်နေတကူလုံးရှောက်မှတ်နေလို့ရှိရင်ဒါအာနာပါနမဟုတ်တော့အာနာပါနဆိုထွက်လေဝင်လေလေးပဲကြည့်ရမှာလေအာနာပါနကနေပြီးရှောက်ပြီး sensation တွေမှတ်လို့ရှိရင်ဒါအာနာပါနကမ္မထာတော့မဟုတ်ဘူးအာနာပါနကမ္မထာကနေလမ်းချော်သွားတာပေါ့တခြားကမ္မထာတော့ဖြစ်ချင်းဖြစ်မှာအာနာပါနမဟုတ်ဘူးဒီလိုဆိုလိုတာပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတာမမှတ်ရတာတော့တခုမှမရှိဘူးမှတ်ရတာတော့သိနေရင်ခန္ဓာကိုယ်ပြင်မရောက်ရင်တော့တတိတော့ဖြစ်တာပေါ့ဉာဏ်လည်းဖြစ်တာပေါ့သို့တော့အာနာပါနဆိုတာကိုယူထားတဲ့အာယုံကထွက်လေဝင်လေဆိုထွက်လေဝင်လေကနေအပြင်မထွက်ရဘူးအပြင်ထွက်လဲနေဘယ်လိုလုပ်စိတ်ဆိုတာတစ်သက်လုံးအပြင်ထွက်လဲနေတာဟုတ်စားကိုယူထားတဲ့အာယုံလေးတစ်ခုပေါ်မှာနေရမယ်လို့ဆိုလို့အဲ့တော့ဒီမှာတပ္ပကာယဆိုတာကိုစာပေကျမ်းမှာသေချာရှင်းတာတပ္ပဆိုတာအလုံးစုံကာယဆိုတာကိုဆိုတာဘာကိုပြောတာတုံးဆိုထွက်လေဝင်လေအပေါင်းထွက်လေဝင်လေရဲ့ကိုယ်တည်းကြီးလို့ဒီလိုဆိုလို့တဲ့အလုံးစုံသောထွက်လေဝင်လေအပေါင်းကိုပဋိတံဝေဒီဆိုထင်ထင်ရှားရှားသိလျက်အလုံးစုံသောထွက်လေဝင်လေအပေါင်းကိုထင်ထင်ရှားရှားသိလျက်အဲ့တော့လုံးစုံသောထွက်လေဝင်လေဆိုတာဝင်လေလေးတစ်ခုကိုကြည့်ဝင်စဝင်လေဝင်ဆုံးဟောအစလည်းဆုံးသုံးခုရှိတယ်
ဘယ်ဟာပဲဖြစ်စလာတာလဲသိလိုက်တယ်အဆုံးလည်းသိတယ်အလယ်လည်းသိတယ်ထွက်လေဝင်လေနဲ့ပတ်သက်ပြီးတော့အကုန်သိတယ်လို့ဆိုတယ်ဒီလိုဆိုလိုတာထွက်လေဝင်လေရဲ့အစလည်းအဆုံးဒါကိုတပ္ပကာယအကုန်လုံးသိတယ်လို့ဆိုလိုတာပဲစလေးတော့သိလိုက်ပြီဟိုဘက်ကျပျောက်သွားတယ်တတိလွတ်သွားတယ်ဒီလိုမဟုတ်ရဘူးပေါ့ဒီအိဗယ်ကိုဆိုလိုတာပေါ့နော်အဲ့တော့တပ္ပကာယပဋိသင်္ဝေဒီအလုံးစုံသောထွက်လေဝင်လေအပေါင်းကိုထင်ထင်ရှားရှားသိလျက်ဆိုထင်သိတာပို့ပြီးတော့ထင်ရှားလာတယ်အတိညာဟာပို့ထင်ရှားလာတယ်ဒါညာဖြစ်လာတယ်ခုနကတော့ရှီတာလေးလောက်သိတယ်တူတာလေးလောက်သိတယ်ရှီတယ်တူတယ်ပဲသိတယ်ဒါကြတော့လုံးဝမလွတ်တော့ထွက်လေဝင်လေအပေါင်းအားလုံးကိုသိတယ်ပဋိသင်္ဝေဒီဆိုတာကိုတချို့ကြတော့တံဝေဒီဝေဒဆိုတာခံစားတယ်လို့ထင်ပြီးတော့ဒီထွက်လေဝင်လေနဲ့ပတ်သက်ပြီးဝေဒနာဆိုပြီးတော့သွားရှုတာလည်းရှိတယ်ဒီပဋိသင်္ဝေဒီကခံစားတာကိုပြောတာမဟုတ်ဘူးပဋိသင်္ဝေထင်တော်ပါကတံကရွန်တော်လို့စာပေထဲမှာတေချာဆိုထားတာပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားသိတာကိုပဋိသင်္ဝေဒီဒီပဋိသင်္ဝေဒီကခံစားတယ်ဆိုတဲ့အ내လည်းမရှိဘူးမဟုတ်ရှိတယ်ဝိမု ക്തി ဒုက္ခပဋိသင်္ဝေဒီဆိုတဲ့စကားကြတော့ဝိမု ക്തി ချမ်းသာကိုခံစားလျက်လို့အဲ့ဒီမှာကြတော့ဒီလိုဘာသာပြန်ရတယ်ခံစားတယ်လို့ဘာသာပြန်ဒီမှာကြတော့အလုံးစုံသောအတ္တတပတ္တတအထီးအတွေ့ကိုခံစားလျက်လို့ဒီလိုဆိုတာမဟုတ်ဘူးဒီနေရာမှာလဲဘာသာပြန်လွဲမှားသွားပြီးတော့ကမ္မထာအာယုံလွဲမှားသွားနိုင်တယ်ပေါ့လွဲမှားသွားတယ်ဆိုတာခုနပြောသလိုအာနာပါနကိုလုံးနေတာအာနာပါနသွားမှတ်ထားတာဝေဒနာနုပဒနာဘုရားကဟောတာဒါကာယ ानु ပဒနာလို့ခေါ်တာလေအဲ့တော့ကာယ ानु ပဒနာကနေပြီးဝေဒနာ ानु ပဒနာဆိုတာမြေထားကြီးလမ်းချော်သွားတယ်လို့ပဲလမ်းချော်တာပဲလမ်းကြောင်းပေါ်တော့မဟုတ်တော့ဘူးပေါ့နော်လမ်းကြောင်းပေါ်မဟုတ်တော့ဘူးချော်သွားတယ်လို့ပြောအာနာပါနကမ္မထာလို့ခေါ်လို့မရဘူးဒီလိုဆိုလို့တယ်အဲ့တော့ဒီ၄ချက်ဟာထွက်လေဝင်လေနဲ့ပဲပတ်သက်တာဖြစ်ရမယ်ဒါကြောင့်မို့တပ္ပကာယပဋိသင်္ဝေဒီအလုံးစုံသောထွက်လေဝင်လေဆိုတဲ့ကာယကိုထင်ထင်ရှားရှားသိလျက်ကြည့်အနာဂတ်နဲ့လှုပ်တာဒီချက်အတ္တသိတ္တာမိရှုသွင်းမယ်လို့အတ္တသိတ္တာမိဣတိရှုသွင်းမယ်လို့တိတ်ခတိကြိုးစား၏ဟောဒါကြတော့ဝိရိယပါလာပြီသောတော်ပြောထားတယ်မဟုတ်လားအာတာပိတမ္ပဇာနောတတိမှာကမ္မထာထုတ်ပြီဆိုရင်ဒီ၃ချက်တတိရှိရမယ်ပညာရှိရမယ်လုံလရှိရမယ်ဆိုတာပထမဆုံးတတိဒုတိယပညာအခုဝိရိယထပ်ထဲတာပထမဆုံးတတိအရင်လာတယ်တတိလာတဲ့အခါပညာဝင်လာတယ်ပညာဝင်လာပြီတတိနဲ့ပညာဝင်လာတဲ့နောက်မှာဝိရိယထပ်ပို့ရဒီလိုဆိုလို့ဝိရိယထပ်ထည့်လိုက်တာဒါကြောင့်တပ္ပကာယပဋိသင်္ဝေဒီအလုံးစုံသောထွက်လေဝင်လေအပေါင်းကိုထွက်လေဝင်လေအလုံးစုံသောဝင်လေအပေါင်းကိုပတ်ထင်ရှားသိလျက်ထင်ရှားပြုလျက်အတ္တဒိဋ္ဌာမိတိရှုသွင်းမည်ဟူ၍တိက္ခတိကျင့်ကြံကြုတ်ကိုအထုတ်၏တပ္ပကာယပဋိသင်္ဝေဒီအလုံးစုံသောထွက်တဲ့အပေါင်းကိုထင်ရှားသိလျက်ပတ္တဒိဋ္ဌာမိတိရှိုက်ထုံးမည်ဟူ၍တိက္ခတိကျင့်ကြံကြုတ်ကိုအထုတ်၏ပါဠနာတိတုံးကပညာဖြစ်ပုံကိုပြောတာအခုကျတော့ပညာပဋိသင်္ဝေဒီကထင်ရှားသိဆိုတော့ပညာအတ္တဒိဋ္ဌာမိတိတိက္ခတိကြတော့ဝိရိယဒီလိုဖြစ်သွားတယ်ဝင်လာတယ်တတိယောပညာယောဝိရိယယောသုံးခုစုံသွားတယ်ကမ္မထာတစားချင်းတက်လာဖို့မြတ်စွာဘုရားအလွန်စနစ်ကြတယ်ဘုရားဖြစ်တာဒီကမ္မထာနဲ့ဖြစ်တာဘုရားလောင်းဘုရားဖြစ်တာဘယ်ကမ္မထာများအထုတ်ပါလိမ့်မလဲဒီအာနာပါနပဲအထုတ်တာပဲအာနာပါနနဲ့ပဲဘုရားဖြစ်သွားတယ်ဒါမြတ်စွာဘုရားအလောင်းကျင့်တဲ့ကမ္မထာပဲတ
သူကလည်းကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့တရားတွေကိုဟောတာဒီလိုဆိုလို့ရပေါ့နော်အဲ့တော့သဗ္ဗကာယဆိုတဲ့နေရာမှာအစအလယ်အဆုံးဆိုတဲ့ဒီထွက်လေဝင်လေရဲ့လေရဲ့အစအလယ်အဆုံးဝင်လေဆိုရင်ဝင်လေရဲ့အစအလယ်အဆုံးထွက်လေဆိုရင်ထွက်လေရဲ့အစအလယ်အဆုံးအဲ့ဒါကိုတပ္ပလို့ပြောတာအလုံးလွတ်တော်တာမရှိဘူးအလုံးကိုသိတယ်အဲ့ဒီအစအလယ်ဆုံးပြောတဲ့အခါမှာစာပေကျမ်းမှာဒီလိုပြောထားတာရှိသေးတယ်သူကအစဟာတဲ့နှာသီးပြားတဲ့အလယ်ကရင်ချိုင်းနဲ့အဆုံးကချက်လို့ဒီလိုပြောတယ်အဲ့တော့ခုခေတ်ထွက်လေဝင်လေဆိုတာအဆုတ်ကသွားတယ်ဆိုတာသိကြတယ်ပေါ့နော်ဆုတ်ကပြီးနှာခေါင်းရှူလိုက်တဲ့အခါအဆုတ်ထဲရောက်သွားတာချက်တွေကတော့ရောက်တာမှမဟုတ်တာရင်ကြိုင်ထဲလည်းရောက်တာမှမဟုတ်တာအဲ့တော့ဘာလို့ဒီလိုပြောရတာလဲလို့ဆိုလို့ရှိရင်လှုပ်ရှားတာကိုကြည့်ပြောတာလေကိုပြောတာမဟုတ်နော်တက်ရှူလိုက်တဲ့အခါကျတော့ပိန်နဲ့ဖောင်းနဲ့မှတ်တာတောင်မှပဲချက်နာဖောင်းလာတာလို့ရှူလိုက်ရင်ဖောင်းလာတာလို့ရှိုက်ထုတ်လိုက်ရင်ပိန်သွားတာလို့ဖြစ်တာ effect နဲ့ရွယ်ပြီးတော့ပြောတာလို့နားလည်ရမယ်အဲ့ဒါလို့နားမလည်လို့ရှိရင်ဒါကြီးကမှားနေတဲ့ရောင်ရောင်တို့ကသူကထင်းလာတတ်တယ်နော်တခါတလေကျတော့သူကလှုပ်ရှားမှု effect ကိုကြည့်ပြီးတော့ပြောတာဒီနာသီးကြရှူသွင်းလိုက်တဲ့လေဟာအဆုတ်ထဲရောက်တာသူကအဆုတ်ထဲကနေပြီးတော့အဲ့ဒီနော်ဒီတန့်စင်ထားတဲ့လေမျိုးပေါ့အဲ့ဒီကနေပြီးတော့မှဒီရှိုက်ထုတ်တယ်ဆိုတာခန္ဓာကိုယ်ထဲမှာညဉ့်ညမ်းတဲ့လေတွေကိုရှိုက်ထုတ်လိုက်ပြီးတော့တန့်စင်တဲ့လေတွေကိုပြန်ရှူသွင်းတယ်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်အဆုတ်ထဲနဲ့အဆုတ်နဲ့ပဲသွားနေတာချက်ဆိုတာမရောက်ဘူးသို့တော့ရှူသွင်းလိုက်တဲ့အခါမှာဖောင်းတက်လာတယ်ဘိုင်းမှာရှိုက်ထုတ်လိုက်တဲ့အခါချက်သွားတယ်အဲ့ဒါကိုကြည့်ပြီးတော့ရှူသွင်းတဲ့အချိန်မှာနှာသီးပြဘယ်မှာသွားဆုံးလို့ဆိုဖောင်းသွားတဲ့ချက်ဘိုက်ပေါ့ဘိုက်လို့ဆိုလိုတာပါပဲပြန်ထုတ်လိုက်ရင်လည်းဘိုက်ကနေပြန်ထွက်လေကြတော့အစကအချက်အလယ်ကရင်ချိုက်နှာသီးပြကအဆုံးနော်ဝင်လေကြတော့နှာသီးပြကအစရင်ချိုင်းကအလယ်ချက်ကအဆုံးသူကဒီလိုဒါစာထဲမှာဒီလိုပဲရေးထားတယ်အဲ့ဒါလိုရေးထားတာဟာဒီအဆုတ်ထဲမှာသာလေဝင်တယ်ဆိုတော့ဒီကနေ့ခေတ်အဆုတ်ရဲ့အလုပ်ကိုသိတဲ့ပုဂ္ဂိုလ်တွေပြောတဲ့စကားနဲ့ဆန့်ကျင်နေတယ်လို့ဒီလိုထင်ကောင်းထင်လိုက်မယ်သို့တော့ဒီနေရာကမ္မထာထုတ်တယ်ပြောတာလေကအဆုတ်ထဲရောက်တယ်မရောက်ဘူးပြောတာမဟုတ်ဘူးလူတယောက်ရဲ့ဒီဝင်လေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးပြောတာဒါနော်ဝင်လေရဲ့လှုပ်ရှားမှုကိုပြောတာထွက်လေရဲ့လှုပ်ရှားမှုကိုပြောတာဒီလိုယူရဒီလိုဆိုလိုတာပေါ့အဲ့တော့ဆိုလိုတာလှုပ်ရှားသွားတဲ့နေရာတွေကိုသာကြည့်တာကိုအဆုတ်ထဲလေရောက်တာဘယ်လိုလုပ်သိမှာဆုတ်ထဲကလေပြန်ထွက်တာဘယ်လိုလုပ်သိမှာပြောလို့သာသိနေတာလေအဲ့တော့ကမ္မထာအာယုံမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့သိတာထင်ရှားတဲ့အရာကိုရည်ညွှန်းပြီးတော့သဗ္ဗကာယပဋိသင်္ဝေဒီဒီလိုဆိုလိုတာလို့ဒီအဓိပ္ပာယ်ကိုယူရတယ်တချို့ကအဲ့ဒါကြီးကခက်မမီဘူးမှားနေတယ်လို့ထင်ကြတာတွေရှိလို့ပြောပြတယ်စားဆိုတာတခါတလေကျတော့ဘာကိုရည်ရွယ်ပြောတာလဲဆိုတာကိုနားလည်ဖို့လိုသေးတယ်နော်နားလည်ဖို့လိုတယ်တခါသဗ္ဗကာယကိုခန္ဓာကိုယ်ကြီးတစ်ခုလုံးဆိုပြီးတော့ sensation တွေလိုက်မှတ်တဲ့နီးစနစ်တွေလည်းရှိနေတယ်ပေါ့အဲ့တော့သဗ္ဗကာယကိုအဓိပ္ပာယ်ကောင်လွဲသွားတာသူစိတ်ထဲမှာသဗ္ဗကာယဆိုတာတစ်ခုလုံးလို့ထင်ပြီးတော့ထွက်လေကနေပြီးတော့မှတ်လိုက်တာခေါင်းကနေငယ်ရိတ်ကနေခြေပြားကနေခေါင်းစုံကြီးဆန်ကြီးပေါ့နော်ခီးသွားနေလိုက်တာစိတ်ကိုခီးသွားခိုင်းထားတာပေါ့ခေါင်းကနေခြေပြားထိမှတ်ခြေပြားကနေခေါင်းထိတက်မှတ် sensation တွေအကုန်မှတ်အဲ့ဒါအာနာပါနတော့မဟုတ်တော့ဘူးနော်ခြေဆုံးကောင်းဆုံးကမ္မထမ်းလို့တော့ခေါ်လို့ရမှာပေါ့အဲ့တော့
ခီးသွားကမ္မထံပေါ့နော်စိတ်လေးကိုခီးသွားခိုင်းထားတာခေါင်းကနေပြီးတော့ခြေဘွားရောက်ခြေဘွားနဲ့ခေါင်းရောက်လမ်းလျှောက်ခိုင်းထားတဲ့သဘောဖြစ်အဲ့တော့ဒီပဋိသင်္ဝေဒီကလည်းခံစားတာမဟုတ်ဘူးဒီနေရာမှာထင်ရှားသိတာကိုပြောတာအဲ့တော့အဲ့ဒီဟာဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်ဖို့တော့လိုတယ်ဒါအာနာပါနအထုတ်တာလို့ဆိုတဲ့ဖြင့်သဗ္ဗကာယဆိုတာဒီကိုယ်လုံးကိုရှုခိုင်းတာမဟုတ်ဘူးအာနာပါနအထွက်လေဝင်လေလေးပဲရှုခိုင်းတာအဲ့တော့ဘာဖြစ်တုံးဆိုဗဟိတဝိခိတလို့ခေါ်တယ်ကမ္မထာအာယုံတစ်ခုကနေလွတ်ပြီးတော့ဟိုဒီပြန့်ထွက်သွားတာကိုဒါဗဟိတဝိခိတအပြင်ကိုပြန့်ထွက်သွားတယ် spreading out ပြင်ရောက်သွားတယ်အဲ့တော့တမာရီဆိုတာစုစည်းရမယ့်အစားသူကအပြင်ထုတ်လိုက်တာမျိုးဖြစ်သွားပွားထွက်သွားတယ်နော်အဲ့တော့အာနာပါနတော့ဖြစ်နိုင်တော့ဘူးပေါ့တရားအဲ့ဒါကြောင့်ဝေဒနာနုပဒနာတို့ဘာတို့ခေါ်ပြီးတော့ရှုနေကြတာပေါ့ဟိုဘာပဲရှုလို့မရဘူးလို့ပြောတာမဟုတ်ဘူးနော်မရှုကောင်းဘူးလို့လည်းမပြောဘူးမရှုကောင်းဘူးလို့ပြောဘူးဒီနာမည်မဟုတ်ဘူးဒီနာမည်နဲ့ရှုတာမဟုတ်ဘုန်းကြီးတို့ငယ်ငယ်တော့မဟာစီဆရာတော်ဘုရားကြီးကပိန်နဲ့ဖောင်းတယ်ဆိုတာလေကမ္မထာစတင်ပြီးတော့ပေးတဲ့အချိန်ပေါ့အဲ့တော့မဟာစီရန်ကုန်ကိုမရောက်သေးဘူးမဟာစီသာသနာ့ရိပ်သာဆိုတာမဟုတ်သေးဘူးစိတ်ခွန်မှာပဲရှိသေးတယ်စိတ်ခွန်မှာပဲဆိုစိတ်ခွန်ကမ္မထာလို့ခေါ်ကြတာအဲ့တော့ငယ်ငယ်တော့မှတ်မိတယ်စိတ်ခွန်ကမ္မထာနဲ့ဒီရွှေဘုံသားလေးကစိတ်ခွန်ရောမှာအဲ့တော့စိတ်ခွန်ကမ္မထာကိုပိန်ဖောင်းကမ္မထာလို့ဆိုပြီးတော့ပြောကြတယ်ငယ်တော့နားမလည်ပါဘူးအဲ့တော့ပိန်ဖောင်းကမ္မထာနေပေါ်နေတယ်ပိန်ဖောင်းကမ္မထာနေပေါ်နေတယ်လို့လည်းကြားဘူးတယ်နော်အဲ့တော့ကျော်လည်းမကြိုက်ကြဘူးပေါ့နော်ရိုးရာကမ္မထာမဟုတ်ဘူးပေါ့ဒါတွေထွင်းနေဆိုပြီးတော့မကြိုက်တကယ်တော့ပိန်နေဖောင်းနေဆိုတဲ့ကမ္မထာမဟာစီဆရာတော်ထွင်းတာမဟုတ်ဘူးပရမဆုံးဗမာပြည်မှာစထွင်းတဲ့ပုဂ္ဂိုလ်ကမင်းကုန်းစေတော်ဆရာတော်ကြီးစထွင်းတာလို့တည်းသူ့ရဲ့အရင်ဘသူထွင်းတယ်တော့မသိဘူးမင်းကုန်းဆရာတော်ကြီးကစတယ်လို့တော့အဲ့လိုတော့သိရတယ်မဟာစီဆရာတော်ကအဲ့ဒီမင်းကုန်းဆရာတော်ကြီးရှိသွားပြီးတော့တရားအထုတ်တာတရားအထုတ်တော့ဒီနည်းကိုသဘောကျပြီးတော့မဟာစီဆရာတော်ရဲ့လက်ထက်ကြတော့မှဒီဖောင်းတဲ့ပိန်နဲ့မှတ်တဲ့ဟာပေါ်လာတယ်သူ့လက်ထက်မှာထင်ရှားသွားတော့မဟာစီကကမ္မထာလို့ဒီလိုဖြစ်သွားတယ်ဘာပဲမှမခန္ဓာကိုယ်ထဲမှာရှိတာကိုမှတ်လို့မရဘူးမဟုတ်ရတယ်ဝိပဿနာကမ္မထာအနေနဲ့မှတ်လို့ရတယ်ငယ်ငယ်တုန်းကမေခွန်းတစ်ခုဆောင်းဝဲဖြေတော့မန္တလေးတက်ကြသည်ကတာမဏေဂျော်ဒန်မှာဆောင်းဝဲဖြေတော့မေခွန်းတစ်ခုတက်လာပိန်ဖောင်းဟာအာနာပါနာဟုတ်မဟုတ်ဆိုပြီးတော့အဲ့တော့ဘုရားအာနာပါနာတွေဟောတာအခုဖောင်းတဲ့ပိန်နဲ့မှတ်နေလို့ရှိရင်ဒါအာနာပါနာကမ္မထာဟုတ်သလားမဟုတ်ဘူးလားလို့ဒီမေခွန်းနေတန်ဃာတော်တွေဈာမှာနေမယ်နည်းနည်းဆန့်ကျင်တဲ့လေသံလေးတွေပေါ်လာတယ်ပေါ့ရှင်းတော့ငယ်တော့အဲ့တော့ဘယ်လိုဖြေခဲ့တယ်ဆိုတော့အာနာပါနာမဟုတ်ပါလို့ပဲဖြေခဲ့ရတာပေါ့ဖောင်းတဲ့ပိန်နဲ့မှတ်တာပဲအာနာပါနာဟုတ်မလဲဘိုက်သွားမှတ်တာဟိုဒီကနှာခေါင်းမှတ်မှာဘိုက်နဲ့နှာခေါင်းကအဝေးကြီးနော်အဲ့တော့အာနာပါနာပိန်ဖောင်းကမ္မထာအာနာပါနာမဟုတ်ပါဘူးလို့ပဲငယ်တော့တူဖြေခဲ့တာကိုမှတ်မိတယ်အဲ့တော့မေးတဲ့ပုဂ္ဂိုလ်ရဲ့ intention ကတော့ဒီသူထင်တာဖောင်းပိန်ကမ္မထာဒီအာနာပါနာကမ္မထာလို့ထင်ပြီးတော့ပြောတာလားတော့မသိဘူးမဟာစီဆရာတော်ဘုရားကြီးကတော့သူကဖောင်းပိန်ကမ္မထာလို့ခေါ်တာမဟုတ်ဘူးခန္ဓာကိုယ်ထဲမှာရှိတာပဲနေရာပဲမှတ်ပြီးတော့တမာရီနဲ့တတိနဲ့တမ္ပစဉ္ညာဖြစ်အောင်သာညွှန်ကြားတာလေအဲ့ဒါကိုကိုယ့်အကိုနာမည်တက်ပြီးတော့အာနာပါနာဟုတ်မဟုတ်ဆိုတဲ့မေးခွန်းထိလှုပ်လာတယ်ပေါ့နော်ဝင်လေထွက်လေနဲ့ဆက်နေတော့သူကအာနာပါနာလို့ယူဆပြီးတော့မေးခွန်းမေးတဲ့ပုဂ္ဂိုလ်ကမေးတာလားတော့မသိဘူးတဘောတော့မဟာစီဆရာတော်ကြီးလည်းတော်တော်ရှင်းထားတယ်အဲ့ဒါတွေကိုလေနောက်ပိုင်းကျတော့စတတ်တဲ့ဘုန်းကြီးတွေကပါမဟာစီဆရာတော်ဘုရားကြီးညွှန်ကြားတာကိုလက်ခံလာကြတယ်နောက်ပိုင်းကျတော့အစပထမတော့သိပြီးတော့လက်မခံကြဘူးဘာလို့လဲဆိုဖောင်းတဲ့ပိန်နဲ့မှတ်တယ်လို့စားထဲမှာရှိမှမရှိတာမရှိတော့လက်မခံကြဘူးနောက်ပိုင်းတော့လက်ခံလာကြတယ်
ဒါမို့မဟာစီဆရာတော်ဘုရားကြီးရဲ့တရားကိုဟိုသူ့ရဲ့ရိတ်တာမှာကမ္မထမ်းဆရာတော်တွေကစတတ်တဲ့ဘုန်းကြီးတွေရောက်သွားတယ်အဲ့မှာတော်တော်များများစာပေကျမ်းဂန်နဲ့သင်ထားတဲ့ဘုန်းကြီးတွေရောက်သွားတယ်ဒီလိုရှိတယ်နော်အဲ့တော့ဆိုလိုတာကဖောင်းနာပိတ်နာမှတ်တာအာနာပါနတတိလို့မဟာစီဆရာတော်ကြီးကမဆိုဘူးအာနာပါနတတိလို့မဆိုလို့ရှိရင်မှတ်လို့တော့ရတာပေါ့နော်ကမ္မထမ်းကနာမည်ပေးဆရာမမလို့ပဲခန္ဓာကိုယ်ထဲမှာရှိပြီးတော့ဝိပဿနာကမ္မထမ်းဆိုတာခန္ဓာကိုယ်ထဲမှာဘယ်လိုနေနေမှတ်လို့ရတယ်နောက်ပိုင်းတော့မဟာစီဆရာတော်ဘုရားကြီးရှင်းနေတယ်တူပါတယ်ယထာယထာဝပဏိဟိတတကာယောဟောတိတထာတထာနံပသနာတိဆိုတာလေးပါတယ်နောက်ပိုင်းမှာဣရိယပဋ္ဌာပပကြတော့တွေ့လေနော်အဲ့ဒီခန္ဓာကိုယ်ရဲ့အနေထားဘယ်လိုပဲရှိရှိခန္ဓာကိုယ်ရဲ့ဖြစ်ပျက်နေတာတွေကုန်မှတ်လို့ရတယ်ဆိုပြီးတော့ဝိပဿနာဉာဏ်ဖြစ်ဖို့ရအတွက်ဘယ်ကနေသွားဖြစ်လို့ရတယ်ဆိုတာမျိုးအာယုန်တစ်ခုကိုခန္ဓာကိုယ်နဲ့ပတ်သက်နေတဲ့အာယုန်တစ်ခုပေးပြီးတော့မှတ်ခိုင်းတာလို့ဟုတ်ပါဘူးအဲ့ဒါကိုနာမည်လိုက်တက်လို့တော့မရဘူးပေါ့နော်နာမည်လိုက်တက်လို့မရဘူးကမ္မထာအာယုန်တစ်ခုကခန္ဓာကိုယ်ထဲမှာရှိတယ်ရုပ်ထဲကမလွတ်ရင်နာမ်ထဲကမလွတ်ရင်ဒါကမ္မထာအာယုန်ပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ဒါကဘာဖြစ်လို့ရှင်းပြောနေရတော့ဆိုငငယ်တုန်းကတည်းကဒီပြဿနာတွေကြားခဲ့လို့ရှင်းသွားအောင်လို့ပြောပြရှင်းသွားအောင်လို့ပြောပြစာရဲကအဆိုဘယ်လိုရှိတယ်သေးသေးချာချာနားလည်မှုမြတ်စွာဘုရားရဲ့တရားတော်ကသေးသေးချာချာနားလည်မှုပေါ်မှာမူတည်တယ်ဒါမို့ဘုရားကသေချာအောင်နားလည်အောင်လုပ်ရမယ်ယုံကြည်ချက်ကအဓိကမဟုတ်ဘူးနားလည်မှုကအဓိကနားလည်အောင်သိရမယ်တချို့ကနားလည်အောင်မလုပ်ဘဲနဲ့ဟိုအပြစ်တင်မှုကရှေ့ကနေသွားနေတယ်နော်ကိုယ်အောင်လည်းမသိပဲနဲ့ဟိုအပြစ်တင်တာမျိုးကတော့မလုပ်ထိုက်ဘူးပေါ့ဘသူကပြစ်ဆိုတာမတရားဘူးသူကစာပေကျမ်းဂန်တွေဟာထင်ထင်ရှားရှားရှိနေတယ်ပေါ့ရှိတဲ့အတိုင်းပဲဘုန်းကြီးတို့တွေမှတ်ရမှာပဲကိုဖျားဖြစ်မှတစ်မျိုးပြောင်းဟောခြင်းဟောပေါ့ဖျားမဟုတ်ဘဲနဲ့ဘာလို့ဟောခြင်းအမှားတော့နော်အဲ့တော့တဗ္ဗကာယပဋိတံဝေဒီအတ္တတိတမိတိသိက္ခတိတဗ္ဗကာယပဋိတံဝေဒီပတ္တတိတမိတိသိက္ခတိဆိုတဲ့အဓိပ္ပာယ်ရှင်းသွားပြီနော်ဒီအဓိပ္ပာယ်ကိုအယူဆတွေလွဲမှားလို့ပြောတာဒါတဗ္ဗကာယဆိုတာ all body ဆိုတာအတ္တတပတ္တတကိုပြောတာလို့ဒီလိုမှတ်ထွက်လေဝင်လေအပေါင်းကာယဆိုတာအပေါင်းကိုခေါ်တယ်ထွက်လေဝင်လေအပေါင်းထွက်လေအပေါင်းဝင်လေအပေါင်းဒီလိုဆိုလို့တယ်ဝင်လေအပေါင်းကိုထွက်လေအပေါင်းကိုထင်းနေရှားရှားသိလျက်အတ္တတိတာမိရှုသွင်းမယ်ပတ္တတိတာမိရှိုက်ထုတ်မယ်လို့သိက္ခတိကျင့်ကြံကြိုးကိုအားထုတ်၏ဟောဝီရိယပါလာတယ်ဖြူချားနဲ့တုံးတာအတ္တတိတာမိတိခုနကတော့ကရတ္တံအတ္တတာပတ္တတာမိဆိုတာပစ္စုပ္ပန်နဲ့ present tense နဲ့တုံးတာဒါကဖြူချားနဲ့တုံးထားတာဒါကိုလည်းသတိထားပို့ပြီးထင်ရှားလာအောင်ကြိုးစားမယ်အကုန်လုံးသိအောင်ကြိုးစားမယ်အစပထမအစလေးတွေသိနေတယ်နောက်အလယ်လည်းသိအောင်လုပ်မယ်အဆုံးလည်းသိအောင်လုပ်မယ်ဒီလိုဆိုလိုတာပေါ့နော်တတိလေးကမလွတ်တော့ဘူးပေါ့အကုန်လုံးသိမှုလေးကမလွတ်တော့ဟောနောက်စတုထကြတော့၄ခုမြောက်ကြတော့ပါလာတော့ဆိုပတ္တံပယံကာယသင်္ခါရံအတ္တတိတာမိတိသိက္ခတိပတ္တံပယံကာယသင်္ခါရံပတ္တတိတာမိတိသိက္ခတိတဲ့ကာယသင်္ခါရံလို့ဆိုတာဒီကာယဆိုတာဒီလူရဲ့ခန္ဓာကိုယ်ကြီးကိုရည်ညွှန်းတယ်သင်္ခါရဆိုတာကာယကိုပြုပြင်စီစဉ်နေတာဘာလဲလို့မေးလို့ရှိရင်အတ္တတပတ္တတပဲကာယသင်္ခါရဆိုတာဘယ်သူခေါ်တာတော့ဆိုထွက်လေဝင်လေကိုခေါ်တာတခြားကာယသင်္ခါရမဟုတ်ဘူးဟိုပရိစ္ဆေသမုပ္ပါဒ်မှာပါတဲ့အဝိဇ္ဇာပစ္စယသင်္ခါရမှာကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရဆိုပြီးတော့စေရနာကောက်တာရှိသေးတယ်နာမည်ချင်းတူပေမဲ့လို့အဲ့ဒါကိုရည်ညွှန်းတာမဟုတ်ဘူးဒီ
ဒီနေရာမှာအတ္တတာပတ္တတာကာယသင်္ခါရောတဲ့ထွက်လေဝင်လေကိုကာယသင်္ခါရလို့ခေါ်တယ်ဟုတ်တယ်ဒီလေလေးကဝင်ထွက်နေလို့ကာယကြီးဟာတည်တတ်နိုင်တာကိုဒီလေလေးမဝင်မထွက်ရင်သိသွားမှာပေါ့ဒါကြောင့်လို့ကာယသင်္ခါရကာယကိုပြုပြင်ထိမ့်သိမ့်ပေးနေတဲ့ဝင်လေထွက်လေဟုတ်တယ်လေတံလေးကိုရှူရှိုက်မကောင်းတဲ့လေတွေကိုထုတ်ပြစ်အများအားရှူသွင်းလုံးနေရမတန့်ပြတ်တဲ့လေတွေအသွေးထဲရောက်သွားရင်အဆိပ်ဖြစ်နိုင်တယ်ဒါကြောင့်လို့ဒါတွေတန့်တာပြတ်တာလေးတွေကိုရှူရှိုက်ပေးတယ်ခုခေတ်နဲ့ပြန်အောက်ဆီဂျင်တို့ဘာလို့ပေါ့နော်အဲ့ဒါလို့တန့်တဲ့လေလေးတွေဖြစ်လာခန္ဓာကိုယ်ပြုပြင်ထိမ့်သိမ့်တဲ့ဟာဖြစ်လို့ကာယသင်္အတ္တတပတ္တတာထွက်လေဝင်လေကိုကာယသင်္ခါရလို့ခေါ်တာမမိသေးတယ်ဂျာမနီသွားပြီးတော့ပြီးတော့မှသင်တော့ကတယောက်ကမေးတယ်ကာယသင်္ခါရကိုထွက်လေဝင်လေဆိုတာတဲ့ပါဠိတော်ထဲမှာပါသလားလို့မေးဘူးတဲ့သူပါတယ်လို့ပြီးတော့မှပါဠိတော်မှာသင်္ခါရရဲ့ဘက်မှာဆိုလို့ရှိရင်အတ္တတပတ္တတာကာယသင်္ခါရောလို့စာထဲမှာပါတယ်ကိုကနောက်သုတ္တံပါဠိတော်ထဲမှာလည်းပဲလို့သုလဝေဒနာတုံမှာလည်းပဲအတ္တတပတ္တတာကာယသင်္ခါရောဆိုတဲ့စကားပါတယ်လို့ဟောအဲ့အကိုအကားရှိတယ်ဒါကြောင့်မို့ကာယသင်္ခါရံကာယသင်္ခါရလို့ဆိုတဲ့ထွက်လေဝင်လေကိုပတ္တံဘယံငြိမ့်သက်သွားစေအောင်ငြိမ့်သက်သွားအောင်အတ္တဒိဋ္ဌာမိရှုသွင်းပြီးဟူ၍တိက္ခတိခြင်း၏ကာယသင်္ခါရံထွက်လေဝင်လေဆိုတဲ့ကာယသင်္ခါရကိုပတ္တံဘယံငြိမ့်သက်သွားအောင်ပတ္တဒိဋ္ဌာမိရှိုက်ထုတ်မယ်ဟူ၍လည်းတိက္ခတိခြင်းကြံကြိုးကိုအထုတ်၏ဒါတမင်ငြိမ်တော့အောင်လုပ်တာမဟုတ်ဘူးတမာရီစွမ်းအားတွေတတိစွမ်းအားတွေပညာစွမ်းအားတွေမြင့်လိုက်တဲ့အခါကျတော့ထွက်လေဝင်လေဟာသူကပျောက်သွားတဲ့လောက်ထိအောင်ငြိမ်သွားတာဟုတ်တယ်လေလူတွေကြည့်ပါလားလမ်းလျှောက်ပြန်လာရင်ပြေးပြီးတော့ပြန်လာလို့ရှိရင်လူရဲ့ထွက်လေဝင်လေဟာဟောဟဲနဲ့ဖြစ်ဟောတဖြည်းဖြည်းနားယူပြီးထိုင်လိုက်တဲ့အခါကျထွက်လေဝင်လေကတိမ်မွေ့သွားတာအဲ့ဒီတိုင်းပဲကမ္မထာစတင်အာထုတ်ခါစားထွက်လေဝင်လေဟာကြမ်းတမ်းနေသေးတယ်တတိတွေပညာတွေသမာဓိတွေဝီရိယတွေအဲ့ဒါတွေရောနေနေစဉ်အချိန်တုန်းကမှတ်နေတုန်းကထွက်လေဝင်လေဟာပြန်ကျဲနေသေးတယ်ဟိုကြမ်းနေသေးတယ်တဖြည်းဖြည်းသမာဓိကောင်းလာတဲ့အခါထွက်လေဝင်လေလေးကတိမ်မွေ့သွားတာတိမ်မွေ့သွားတာဘယ်လောက်တိမ်မွေ့သွားတော့ရှူတဲ့လူကိုယ်တိုင်ကရှူမရှူသေးရဲ့လားလို့ဘေးကလူတဲ့လူတွေကဒီလူအိမ်များနေသလားလို့ထင်ရလောက်အောင်တိမ်မွေ့သွားတယ်အဲ့ဒီလိုတိမ်မွေ့သွားသည့်အထိကြိုးစားလို့ပြောတာငါလေးလေးကိုချုပ်ပြီးတော့ငြိမ်တော့အောင်လုပ်မယ်လို့သွားမလုပ်လိမ့်နဲ့အဲ့ဒီလိုလုပ်ခိုင်းတာမဟုတ်ဘူးဒါသဘာဝတမာရီတွေစိတ်တွေတည်ငြိမ်မှုတွေအားကောင်းလာလို့ရှင်ထွက်လေဝင်လေဆိုတာစိတ်ကြောင့်ဖြစ်တာစိတ်ကြောင့်ဖြစ်တဲ့ထွက်လေဝင်လေဟာစိတ်ကတိမ်မွေးသွားသည့်အတွက်ကြောင့်တိမ်မွေးတဲ့စိတ်ကထုတ်လုပ်လိုက်တဲ့ဒီထွက်လေဝင်လေဟာလည်းတိမ်မွေးသွားတယ်ဒီလိုဆိုလိုတာနော်စိတ်တိမ်မွေးသွားလို့ထွက်လေဝင်လေကတိမ်မွေးသွားတာစိတ်မတိမ်မွေးတဲ့အခါကြည့်လေတက်ပြင်းကြီးခဏခဏချတက်ပြင်းချနေရင်တော့အဲ့ဒါစိတ်ကတော်တော်လေးကိုဟိုလှုပ်ရှားနေတဲ့သဘောပြနေတယ်နော်တက်ပြင်းနေခဏခဏချအဲ့တော့စိတ်ငြိမ်းချမ်းပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ထွက်လေဝင်လေကိုယ်ကမှတ်နေတဲ့အခါကျတော့တတိတွေဝီရိယတွေတမာတိတွေပညာတွေဒါတွေကစိတ်ကိုငြိမ်ဝတ်သွားအောင်လုပ်ထားတာတွေဆိုတော့ထွက်လေဝင်လေလေးကလည်းငြိမ်ဝတ်သွားတယ်အဲ့လိုငြိမ်ဝတ်သွားတဲ့အခါမှာထွက်လေဝင်လေကပျောက်သွားတယ်လို့ဖြစ်ပြီးတော့ယောဂီပုဂ္ဂိုလ်အနေနဲ့မှတ်နေကြဟာလေးကပျောက်သွားတော့ဘာမှရမှမသိဘဲနဲ့ရောင်ဝါးဝါးဖြစ်သွားတတ်တယ်ရောင်ဝါးဝါးဖြစ်ရင်ပြန်ဖော်ရမယ်လို့ဆိုထားတယ်နော်ထွက်လေဝင်လေလေးချုပ်သွားပြီဆိုပြီးတော့ပြန်ဖော်ရပြန်ဖော်တဲ့နည်းတွေလည်းပေးထားတယ်အဲ့ဒါတတိလိုက်မမိတာ
ထွက်လေဝင်လေငြိမ်သက်သွားတာကိုသူ့ရဲ့တတိနဲ့ပညာကလိုက်မမီတာလိုက်မမီတော့တတိကလွတ်လွတ်နေတဲ့အခါကျတော့မဖမ်းနိုင်ဘူးအဲ့လောက်ငြိမ်သက်သွားတာကို तू မဖမ်းနိုင်အဲ့မဖမ်းနိုင်လို့ထမရဲ့မြန်မာပြည်မှာတချို့ကမ္မထာနည်းတွေကြတော့တခါလဲရှူရှဲနဲ့တခန်းလုံးကိုစူးညံနေအောင်ရှူရှဲတာလည်းရှိသေးတယ်ပေါ့နော်ပို့ပြီးတမာရီရတယ်ဒါကတော့နီးတွေကတော့အမျိုးမျိုးပေါ့ကိုယ်နဲ့ကြိုက်တဲ့နီးပဲကိုရွေးပေါ့နော်ကိုယ်နဲ့ကြိုက်တဲ့နီးပဲကိုရွေးအဓိကကတော့တမာရီရဖို့ရယ်ပညာဖြစ်ဖို့ရယ်ဒါအရေးကြီးဆုံးပဲဘယ်သူဟာမှားတယ်မှန်တယ်လို့တော့မပြောဒီမှာဘုရားဟောတာဒီတိုင်းပဲဟောထားတယ်ကြည့်ဘုရားဟောတာနဲ့ကြိုက်မကြိုက်တော့ကြည့်ပေါ့ဘုရားဟောတာဒီစိတ်တည်ငြိမ်သက်လာသည်နဲ့အမျှထွက်လေဝင်လေဟာလည်းငြိမ်သက်သွားမယ်ဒါစိတ်အားကိုသာမြင့်တာထွက်လေဝင်လေကိုနှိမ့်တာမဟုတ်ဘူးတော့ကြတော့မြန်ရကျင်တဲ့အခါကျလေချုပ်ပြီးတော့နေရင်တော့အဲဒီမှာမလွယ်ဘူးတေဟုတ်ပေါက်သွားလေလေချုပ်တာလို့ကတော့ထွက်လေဝင်လေကိုချုပ်တာလို့မရဘူးเนาะငါထွက်လေဝင်လေလေးဟာတိမ်ဝင်ဝင်လေးဖြစ်သွားအောင်ဆိုပြီးတော့သွားချုပ်မထားလိုက်နဲ့သူကသူသဘာဝအတိုင်းရှုပါစေသဘာဝအတိုင်းစိုက်ပါစေအတိညာနေတိုးတက်လာလို့ရှိရင်တော့သူကသူတိမ်မွေ့သွားမှာပဲစိတ်တိမ်မွေ့သွားရင်တိမ်မွေ့သွားမှာပဲစိတ်ချမ်းနေသေးရင်တော့ချမ်းမှာပဲဒီလိုဆိုလို့တယ်နော်အဲ့ဒါဟာသူ့အဓိပ္ပာယ်လေးကိုသူနားလည်အောင်ကြည့်ဖို့လိုတယ်ပေါ့ကာယသင်္ခါရထွက်လေဝင်လေဆိုတဲ့ကာယသင်္ခါရကိုဒီနေရာမှာကာယသင်္ခါရဒီကာယသင်္ခါရဝင်လေဆိုတဲ့ကာယသင်္ခါရကိုပတ္တံပယံငြိမ်ဝတ်သွားစေလျက်အတ္တဒိဋ္ဌာမိရှုသိမည်ဟု၍တိက္ခတိခြင်းကာယသင်္ခါရထွက်လေဆိုတဲ့ကာယသင်္ခါရကိုပတ္တံပယံငြိမ်ဝတ်သွားစေလျက်ပတ္တဒိဋ္ဌာမိရှိုက်ထုတ်မယ်လို့တိက္ခတိခြင်းဤစင့်ဒါလောက်သွားပုံလေးကိုပြောပြတယ်ဟာဒါအာနာပါနကမ္မထာအဲ့ဒီဆင့်ရောက်သွားပြီဆိုရင်တတိရိဉာဏ်လေးဒီတမာရီတွေစွမ်းအားတွေအမတန်ကောင်းသွားမှဒီအဆင့်ကိုရောက်မှာဒီလိုအဆင့်ကိုရောက်တော့ထက်လေဝင်လေဟာစမ်းသပ်ပြီးတော့ကြည်ရလောက်အောင်တိမ်မွေ့သွားတယ်လို့ဒီလိုဆိုလိုတယ်အဲ့ဒီတိမ်မွေ့သွားတဲ့ထွက်လေဝင်လေကိုတောင်မှပဲမလွတ်အောင်မှတ်နိုင်ပြီဆိုရင်တတိတွေအားကောင်းလာတယ်ပညာတွေအားကောင်းလာတယ်ဝိရိယတွေအားကောင်းလာတယ်လို့ဒီလိုဆိုရမှာအဲ့တော့တတိယဝိရိယတို့ပညာတွေကအားမကောင်းဘူးဆိုရင်ရှုရှဲပဲလုပ်ပေါ့တဖြည်းဖြည်းအားကောင်းလာသည်ထီအောင်နော်အဲ့လိုဖြစ်တာအဲ့ရှုရှဲနင်းကလှုပ်လို့ရှင်လေမောဟိုက်ပြီးတော့အဲ့ဒါအိပ်ပျော်သွားတာသိတယ်အဲ့ဒီအိပ်ပျော်သွားတာကိုတရားထုတရားမြတ်ရတယ်လို့ယူဆရင်တော့လေဒုက္ခဖြစ်ပါနော်တီဟိုသွားတော့ကအမျိုးသမီးတယောက်ကရှောက်တယ်သူတရားထိုင်လိုက်လို့ရှိရင်တဲ့မကြခင်ပဲသူဘာမှမသိတော့ဘူးတဲ့ထွက်လေအာယုန်တွေလည်းပျောက်သွားတယ်စိတ်လည်းပျောက်သွားတယ်အဲ့ဒါနာမရူပនិရောဓနာယုတ်တွေချုပ်တဲ့နိဗ္ဗာန်ကိုသူရောက်သွားတာလားလို့ဆိုတော့အိပ်ပျော်သွားတာနေမှာပါလို့ပြောလိုက်တယ်အဲ့ဒါထိုင်ချင်းအဲ့ဒါလိုဖြစ်တယ်ဆိုတာအိပ်ပျော်တာလွယ်လို့ဘာဖြစ်မှာတော့နော်နိဗ္ဗာန်ဆိုတာကနိဗ္ဗာန်ဆိုတာသင်္ခါရအာယုံပျောက်ပြီပဲစိတ်ကနိဗ္ဗာန်ကိုအာယုံပြုတ်နေတာပဲအဲ့ဒီမှာနိဗ္ဗာန်အာယုံကတိမ်မွေးသည့်အတွက်ကြောင့်အာယုံပြုတ်တဲ့စိတ်ကလည်းအလွန်တိမ်မွေးတယ်သူဟာနိဗ္ဗာန်ကိုသိနေတဲ့စိတ်ကတော့ရှိရမှာပေါ့မရှိဘူးရုပ်ရောနာမ်ရောအကုန်ချုပ်သွားပြီဆိုတာကတော့ဒါအိတ်သွားတာပဲဖြစ်မှာပဲမသိတော့ဘူးဆိုရင်တော့နော်ဒါပဲရှိမှာပဲကဲအောက်ကထင်ရှားအောင်လို့ဥပမာနဲ့ပြောပြမယ်တရားထာပိဘိက္ခွေဒက္ခောဗမကာရောဝဗမကာရံတေတိဝါဒီကံဝါအင်္စံတော်ဒီကံအင်္စာမိတိပဇာနာတိတချောင်းပိုက်ရတ္တံဝါအင်္စံတော်ရတ္တံအင်္စာမိတိပဇာနာတိတဲ့ဘိက္ခွေယံတို့တေထာပိဥပမာအဖြင့်ဒက္ခောလုပ်ငန်းကျွမ်းကျင်တော်ကျွမ်းကျင်မှုဆိုတာနေရာတကာလိုအပ်တယ်နော်မကျွမ်းကျင်တဲ့လို့ရင်ကိုယ့်အကာဖြစ်မှာပဲဘယ်ကိစ္စပဲဖြစ်ဖြစ်ကျွမ်းကျင်အောင်ဒါမို့ဒက္ခောလုပ်ငန်းကျွမ်းကျင်တော်ဗမကာရောဗမကာရဆိုတာဖိုးဆွဲတဲ့လူနော်ဘယ်သမားဖိုးဆွဲတာ
ဖဲခုခေတ်တော့အဲ့ဒါတွေတိတ်ပြီးလုံးတော့ပါအောင်ထမနော်ဖိုးဆွဲသမားသည်၎င်းဗမကာရံတေတိဝါဖိုးဆွဲသမားရဲ့အကူတပြည့်သည်၎င်းဆရာနဲ့တပြည့်လူလုံးကြရှိထုတ်လုံးတာပေါ့နော်အဲ့ဒါလို့ဖိုးဆွဲတဲ့အခါမှာဒီကံရှိလျားဆိုတာအင်ဆန်တော်ဆွဲသည်ရှိတော်ဒီကံရှင်လျားဆိုတာအင်စာမိတိဆွဲသည်ဟု၍ပါသနာတိတိရတ္တံတူတောင်းစွာအင်ဆန်တော်ဆွဲသည်ရှိတော်ရတ္တံတူတောင်းစွာအင်စာမိတိဆွဲသည်ဟု၍ပါသနာတိတိဘယ်သမားတွေတန်ကိုမီးဖုတ်တဲ့အခါနော်ဘယ်သမားတွေဖိုးဆွဲတယ်နောက်ရွှေပြိန်းတွေဖိုးဆွဲတယ်နောက်ဖိုးထိုးတဲ့အက္ခိယသမားတွေဖိုးဆွဲတယ်ဖိုးဆွဲတဲ့လူကအမျိုးမျိုးရှိအဲ့ဒီဖိုးဆွဲတဲ့အချိန်မှာတိုးရင်တိုးတယ်လို့သိတယ်ရှိရင်ရှိတယ်လို့သိတယ်လို့ပဲဖိုးဆွဲတဲ့အခါမှာသူကရှူနဲ့ထုတ်တာဟုတ်နော်အဲ့ဒါဟာဖိုးဆွဲသမားဟာသူဆွဲနေတဲ့ဟာရှည်ဆွဲတာလားတူဆွဲတာလားသူကောင်းကြီးကွဲပြားသိတယ်လို့ပဲတဲ့အဲ့ဒါလို့သိရမယ်လို့ဆိုလိုတယ်ဒါစတင်ပြီးတော့အထုတ်တဲ့အခါလေးမှာဧဝမေဝခောဘိက္ခွေယံတို့ဧဝမေဝဣတုပင်လင်ဘိက္ခုယောဂီယဟန်သည်ဒီကံရှိလျားစွာအတ္တတန်တော်ဝါရှုသွင်းသောအခါမှာလဲဒီကံရှိလျားစွာအတ္တတမိတိရှုသွင်းသည်ဟု၍ပါဇာနာတိတိဒီကံရှိလျားစွာပတ္တတန်တော်ဝါရှိုက်ထုတ်သောအခါမှာလဲဒီကံရှိလျားစွာပတ္တတမိတိရှိုက်ထုတ်သည်ဟု၍ပါဇာနာတိတိဒီပါဠိကဟိုကနဲ့တူတူပဲနော်ဒါကြောင့်မို့ဟိုအတိပ္ပယ်မပြောတော့ဘူးတရားရတ္တံတူတောင်းစွာပတ္တအတ္တတန်တော်ရှုသွင်းသောအတ္တတန်တော်မှာရှုသွင်းသောအခါမှာလည်းပဲရတ္တံတူတောင်းစွာအတ္တတံမိတိရှုသွင်းသည်ဟု၍ပါဇာနာတိတိရတ္တံတူတောင်းစွာပတ္တတန်တော်ရှိုက်ထုတ်သောအခါမှာလည်းရတ္တံတူတောင်းစွာပတ္တတာမိတိရှိုက်ထုတ်တယ်ဟု၍ပါဇာနာတိတိတပ္ပကာယပဋိတံဝေတိအလုံးစုံသောဝင်သက်အပေါင်းကိုထင်ရှားသိလျက်အတ္တတိတာမိတိရှုသွင်းပြီးဟူ၍လည်းတိတ်ခတိကျင့်ကြံကြိုးကုပ်အားထုတ်၏တပ္ပကာယပဋိတံဝေတိအလုံးစုံသောထွက်လေအပေါင်းကိုထင်ရှားသိလျက်အတ္တတိတာမိတိရှိုက်ထုတ်ပြီးဟူ၍လည်းတိတ်ခတိကျင့်၏ကာယသင်္ခါရဝင်လေပေါင်းဆိုသောကာယသင်္ခါရကိုဝင်လေဟုဆိုသောကာယသင်္ခါရကိုပတ္တံပယံငြိမ်သက်စေလျက်အတ္တတိတာမိတိရှုသွင်းပြီးဟူ၍တိတ်ခတိကျင့်ကြံကြိုးကုပ်အားထုတ်၏ကာယသင်္ခါရထွက်လေဟုဆိုသောကာယသင်္ခါရကိုပတ္တံပယံငြိမ်ဝတ်စေလျက်ပတ္တတိတာမိတိနော်ရှိုက်ထုတ်မယ်ဟူ၍တိတ်ခတိကျင့်ကြံကြိုးကုပ်အားထုတ်၏ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါလိုကျင့်ကြံကြိုးကုပ်အားထုတ်ဖို့လို့ဒါဥပမာနဲ့ရှင်းပြီးတော့ပြတာကဲဒီနေရာလေးမှာပဲရချင်ရအောင်